ဗင်နီဇွဲလားသမ္မတကိုမူးယစ်မှောင်ခိုမှုများနှင့်ဆက်ဆက်၍အမေရိကန်ဝင်ရောက်ဖမ်းဆီးတကဲ့သို့ကြားဖြတ်မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုများကျူးလွန်နေသူမင်းအောင်လှိုင်ကိုလည်းဝင်ရောက်ဖမ်းဆီးမှုမျိုးမြန်မာပြည်သူများလိုလားနေတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်အစိုးရကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုနှင့်ဇနီးမှောင်ခိုးမှုနှင့်ဆက်လျက်၍အမေရိကန်ဝင်ရောက်ဖမ်းဆီးကဲ့သို့ကြားဖြတ်မူးယစ်ဆေးဝါးနှင့်စစ်ရာဇဝတ်မှုများကျူးလွန်နေသူမင်းအောင်လှိုင်ကိုလည်းဝင်ရောက်ဖမ်းဆီးမှုမျိုးမြန်မာပြည်သူများလိုလားကြောင်းလူမှုကွန်ရက်များတွင်မြန်မာပြည်သူအများစုကဖော်ထုတ်ရေးသားနေကြပါတယ်။ဇန်နဝါရီ3ရက်နေ့နနက်2နာရီအချိန်ဗင်နီဇွဲလားနိုင်ငံ၏မြို့တော်ကာရကတ်မြို့သို့အမေရိကန်အထူးတပ်ဖွဲ့ဝင်များကဝင်ရောက်ခဲ့ပြီးဗင်နီဇွဲလားသမ္မတနှင့်ဇနီးကိုမူးယစ်မှောင်ခိုကူးမှုနှင့်ဆက်ဆက်၍ဖမ်းဆီးကာလေယာဉ်ဖြင့်အမေရိကန်သို့ခေါ်ယူခဲ့ခြင်းဖြစ်ပါသည်။အဆိုပါသတင်းထွက်ပေါ်လာပြီးနောက်မြန်မာပြည်သူများ၏လူမှုကွန်ရက်စာမျက်နှာများတွင်၎င်းဗင်နီဇွဲလားသမ္မတကိုအမေရိကန်ကဖမ်းဆီးလိုက်ပြီးဆိုတော့သတင်းများအောက်တွင်၎င်းမြန်မာပြည်သူများကမင်းအောင်လှိုင်နှင့်ဇနီးကိုလည်းကြားဖြတ်မှုမူးယစ်ဆေးဝါးမှုစစ်ရာဇဝတ်ကျူးလွန်မှုများဖြင့်ဖမ်းဆီးပေးရန်အမြင့်သဘောထားမှတ်ချက်ထောင်ပေါင်းများစွာကိုရေးသားနေကြခြင်းဖြစ်တယ်။အတန်ဦးဆိုသောလူမှုကွန်ရက်အကောက်ပိုင်ရှင်ကအမေရိကန်သမ္မတထရန့်အနေဖြင့်မြန်မာပြည်သူများကိုကူညီရန်အကူအညီတောင်းလိုကြောင်းမင်းအောင်လှိုင်ကိုဖမ်းဆီးပေးပါကမြန်မာပြည်မှအဖိုးတန်ယတနာများနှင့်တဘာဝတယံဇာတများကိုလည်းပေးမည်ဖြစ်ကြောင်းယခုလည်းမြန်မာပြည်၏အဖိုးတန်ယတနာများအားလုံးတရုတ်လက်အောက်သို့ကြားရောက်နေကြောင်းထုတ်ဖော်ရေးသားထားပါတယ်။ထရန့်ရန်ငါတို့ကိုလည်းကူညီပါအောင်။မင်းအောင်လှိုင်ကိုဖမ်းပစ်မယ်ဆိုရင်မင်းကိုမြန်မာပြည်ကြီးပေးပါမယ်။တရုတ်လက်အောက်ရောက်တရုတ်ရဲ့လူမဆန်တဲ့ကြေးဝန်းနဲ့ဆိုင်အများကြီးတာပါတယ်ဟုအတန်ဦးအကောက်ပိုင်ရှင်ကရေးသားထားပါတယ်။အလားတူကြော်ဦးဆိုတော့အကောက်ပိုင်ရှင်ကလည်းမြန်မာနိုင်ငံမှာကမ္ဘာပြဿနာပေါင်းစုံ၏အချက်ချဖြစ်လာကြောင်းအထူးသဖြင့်အမေရိကန်နိုင်ငံသားများကိုတီးခိုက်စေသည့်ကြားဖြတ်လုပ်ငန်းများအခြေတည်သည့်နေရာဖြစ်လာသည့်အပြင်ကမ္ဘာပေါ်တွင်လည်းဘိန်းစိုက်ပျိုးမှုအများဆုံးဖြင့်မူးယစ်ဆေးဝါးအများဆုံးထုတ်လုပ်နေကြောင်းဘိန်းဖြူနှင့် WY ကဲ့သို့သောစိတ်ကြွယူသွဆေးပြားများကိုတန်ချိန်တန်ပေါင်းများစွာထုတ်လုပ်နေသည့်နိုင်ငံဖြစ်ကြောင်းရင်းတို့ဖြစ်အောင်အဓိကလှုပ်ဆောင်နေသူမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဖြစ်ကြောင်းထို့ကြောင့်ကမ္ဘာတွင်ကြားဖြတ်လိမ်လည်မှုပပျောက်ရေးနှင့်ဘိန်းဖြူစိတ်ကြွမူးယစ်ဆေးဝါးများကင်းစင်ရေးစစ်ရာဇဝတ်မှုများကျူးလွန်နေသောစစ်ကောင်းဆောင်မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်များကိုအမေရိကန်ကဖမ်းဆီးသင့်ကြောင်းရေးသားထားပါတယ်။အမေရိကန်ကိုပြစ်မှတ်ထားလိမ်လည်နေတဲ့ကြားဖြတ်ကိုင်းများကမြန်မာပြည်မှာအခြေဒီကြီးထွားနေတာအမေရိကန်ကိုတင်ပို့နေတဲ့ဘိန်းဖြူနှင့်စိတ်ကြွမူရစ်ဆေးပြားတွေကလည်းမြန်မာပြည်မှာပဲထုတ်လုပ်နေတာဒါအပြင်စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ပြီးတရုတ်ရုရှားနဲ့ပူးပေါင်းနေတာကလည်းမြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းပဲမို့သူ့ကိုလာဖမ်းစီချင်တယ်အဲ့ဒီလိုလာဖမ်းရင်မြန်မာပြည်ကမြေရှားတွေအကုန်အမေရိကန်ထာဝရပိုင်ဆိုင်ရယူလိုက်ပါဟုကြော်ဦးအကောက်ပိုင်ရှင်ကဆိုပါတယ်။